ခစ်ပြိုင်တငယ်ချင်းမျက်လုံးပွင့်တာနဲ့လူအဖြစ်ဘာအဓိပ္ပာယ်ရှိတယ်လဲတွေးတယ်စက်ရုပ်လိုပဲအဝတ်လဲမျိုးရဲသွားပိုက်ဆံရှာအမောင်နစ်တွေရှည်လျာလူဘဝဟာဒီထက်မပေါ်တော့ဘူးလားတငယ်ချင်းကလောကကိုအကောင်းမြင်ကြီးကိုပြောတယ်မင်းလိုအစဉ်ပြေးနေရင်အဲ့ဒီ philosophy ကိုတိတ်ကြိုက်မိမှာပေါ့မင်းကိုရီးယားဇလန်နဲ့ညောနေခြင်းငါအနာဂတ်ကိုအသိစိတ်မဲ့ညောင်းနေလို့အခြားတစ်ဖက်ကလှဲ့တွေငါအမေရွတ်နေကြတရားအနိစ္စဒုက္ခအနတ္တစကလုံးအဟောင်းကြီးဆိုပေမဲ့ဒီနေ့အထိခင်မိနေတော့မှတငယ်ချင်းအောင်ရင်ငင်း